ဆေးရုံတစ်ခုရဲ့ကရင်ပေါ်မှာစမ်းမတယောက်ရုတ်တရက်နိုးလာပြီးသူဘလို့ရောက်လာမှန်းမသိတာကြောင့်ထိတ်လန့်နေပါတယ်ဒေါက်တာနုမန်ကသူ့ကိုစိတ်အေးထားဖို့ပြောပြီးမင်းညကသူ့အိမ်ရှိမှာဘိုက်အောင်ပြီးလဲကျနေလို့လူနာတင်ကားနဲ့ခေါ်လာရတာဖြစ်ကြောင်းအစာအိမ်ဆေးပေးခဲ့ရကြောင်းရှင်းပြပါတယ်ဆေးရုံမှာလူအင်အားမလုံလောက်လို့ကလေးတစ်ခုဖြစ်တဲ့နုမန်ကအရေးပေါ်ဌာနမှာကူညီပေးနေတာပါဒေါက်တာကစမ်းမန်ကိုချွေချင်းတစ်ခုပေးရင်သူခဏတာတည်ဆုံသွားခဲ့ကြောင်းနှလုံး2မိနစ်နီးပါးရက်သွားခဲ့ပေမဲ့ပြန်ကယ်တင်နိုင်ခဲ့ကြောင်းပြောပြပါတယ်စမ်းမရဲ့မှတ်ဉာဏ်ကိုစစ်ဆေးဖို့ကိုရေးချက်လက်တွေမေးတဲ့အခါသူဖြေနိုင်ပေမဲ့ခုနှစ်ကိုမေးတော့2000ပြည့်နှစ်လို့ဖြေပါတယ်တကယ်တော့အခုက2002ခုနှစ်ဖြစ်နေပြီးသူ့မှာငနဆိုတဲ့ဇနီးတစ်ယောက်ရှိနေပြီလို့ဒေါက်တာကပြောပြတဲ့အခါစမ်းမအံ့ဩသွားပါတယ်ထို့နောက်စမ်းမဟာအဲ့ဒီညကအဖြစ်အပျက်တွေကိုပြန်တတိယလာပါတယ်မိုးရဲရည်တဲ့လမ်းပေါ်မှာလဲကျနေတော့ Travis ဆိုတဲ့ဝန်ထမ်းကသူ့ကိုကယ်ခဲ့တာပါဆေးရုံရောက်တော့နှလုံးရက်သွားပြီးသူ့ဝိညာဉ်ကခန္ဓာကိုယ်ထဲကထွက်သွားတာကိုသူမြင်ခဲ့ရပါတယ်ဒေါက်တာနုမန်ကစာမန်ကိုလွန်ခဲ့တဲ့နှစ်တာမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ MS ရဲ့ယောဂဖြစ်နေတယ်လို့ကောက်ချက်ချပါတယ်အဲ့ဒီအချိန်မှာပဲရွှေအိုးရောင်စပင်နဲ့အမျိုးသမီးတစ်ယောက်ခွဲရောက်လာပြီးသူ့ကိုဖနှမ်းပေးမယ်ဆင်မောင်ကဘာမှပြန်မတုံ့ပြန်နိုင်ပါဘူးသူမကဝမ်းနေပူဆွေးပြီးအခန်းထဲကပြေးထွက်သွားပါတယ်ဆင်မောင်ကနောက်ကလိုက်ဖို့ကြိုးစားပေမဲ့နုမန်တို့ကတားထားလိုက်ပါတယ်နောက်တော့မှသူ့ဇနီးဆိုတဲ့ကနရောက်လာပြီးသူ့ကိုဖတ်ပါတယ်ဇလန်းရှုပ်ထွေးလာတာကတော့ဆင်မောင်ဟာသူ့အကူဖီရစီသွားဖို့လုပ်ခဲ့တာကိုတတိယပေမဲ့အန်နာကဖီရဟာသူတို့မစုံခင်ကတည်းကတေဆုံးသွားပြီလို့ပြောပါတယ်ဆင်မန်ရဲ့စိတ်ထဲမှာအတိတ်ကပုံရိပ်တွေဖြစ်တဲ့အကူဖြစ်သူကိုဖတ်ထားတာမိုးထဲမှာကားမောင်းနေတာအလင်းတန်းကြီးတစ်ခုမြင်လိုက်ရတာတွေကိုတစ်ဖြက်ဖြက်မြင်အောင်လာပါတယ်အဲ့ဒီနောက်အန်နာကဆမ်မန်ကိုပါရိုက်ပြီးဟန်ဆောင်မနေနဲ့နင့်အကူကိုနင်းတက်ခဲ့တာမဟုတ်လားလို့ဆွဆွဲပါတယ်ဆင်မန်ဟာမဆက်ထဲမှာစစ်ဆေးမှုခံယူနေတော့လူစိမ်းတယောက်ဝင်လာပြီးသူ့ကိုဆေးထိုးပါတယ်သူပြန်လို့လာတဲ့အခါမှာတော့အရာအလုံး